ကျွန်တော်တို့နေထိုင်ရာကဘာကြီးမှာညံရည်ဆိုတာကလူသားတွေအတွက်ပဲတီးတန့်ထုတ်ပေးထားတဲ့ဆုလက်တစ်ခုလားတကယ်တော့သဘာဝတရားကြီးတဲ့မှာကျွန်တော်တို့တွေမထင်မှတ်ထားလောက်အောင်တွေးခေါ်နိုင်စမ်းရှိတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ပါရမီရှင်တရားဝါတွေကလည်းအများကြီးရှိနေပါတယ်ဒီနေ့မှာတော့သိပ္ပံပညာရှင်တွေကထောက်ပြထားတဲ့ကဘာညံကောင်းသောတရားဝါ၅မျိုးကြောင့်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်9နေရာမှာရှိနေတာကတော့ကျွန်တော်တို့တွေနေ့စဉ်တွေ့နေရတဲ့ကြီးကန်းတွေပဲဖြစ်ပါတယ်ကြီးကန်းတွေကအသက်9နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်မျိုးရှိတယ်လို့သုတေသနပညာရှင်တွေကပြောကြပါတယ်သူတို့ဟာကရိယာတွေကိုဖန်တီးနိုင်ကြပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့အစာကိုထုတ်ယူဖို့အတွက်တန်ကြိုးကိုချိန်ပုံစံဖြစ်အောင်ကွေးတတ်ကြသလိုလမ်းမပေါ်ကအခွန်မာသီးတွေကိုလည်းကားနဲ့ကြိတ်ပြီးစောင့်ပြီးမှအထက်ကဆန်ကိုလည်းစားတောက်တတ်ကြပါတယ်ပို့ပြီးအံ့အောင်ဖို့ကောင်းတာကသူတို့ဟာသူတို့ကိုရံပြုတ်ခဲ့ကြတဲ့တရားဝါရဲ့မျက်နှာကိုမှတ်မိနေကြပြီးအခြားရှိကန်းတွေကိုလည်းအဲ့ဒီတရားဝါကြောင့်ကိုသတိပေးနေတတ်ကြတာဖြစ်ပါတယ်နံပါတ်၄နေရာမှာတော့ပင်လယ်ရေအောက်တရားဝါတွေကကြော်ရိုးမဲ့တရားဝါတစ်ခုဖြစ်တဲ့ရေပွဲဖြစ်ပါတယ်သူတို့မှာဘဟုအုံနောက်တစ်ခုတည်းမကပဲလက်ချောင်းတစ်ခုချင်းစီမှာလည်းအာယုခံစနစ်တွေပါရှိပါတယ်ရေပွဲတွေကငါးပြတိုက်တဲ့ကနေထွက်ပြေးလုံးမြောက်ဖို့အတွက်ကြံစီရမှာနာမည်ကြီးပါတယ်သူတို့ဟာပလင်းဖုံးတွေကိုလှက်ဖွင့်နိုင်စွမ်းရှိသလိုရန်သူလက်ကနေလွတ်မြောက်ဖို့အတွက်အုပ်ခုတွေကိုလည်းဒိုင်းလျာသဖွယ်အသုံးပြုတတ်ကြပါတယ်။တေယူနိုင်စွမ်းမြန်ဆန်လို့သိပ္ပံပညာရှင်တွေကသူတို့ကိုပင်လယ်နက်ထဲကဂျိုသွားတယ်လို့တင်စားခေါ်ဝေါ်ကြလေးရှိပါတယ်။နံပါတ်3နေရာမှာတော့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့အတူကြီးမားတဲ့အသိဉာဏ်ကိုပန်ဆိုင်ထားတဲ့စင်တွေပဲဖြစ်ပါတယ်။စင်တွေရဲ့မှတ်ဉာဏ်ဟာမယုံမှန်ထားလောက်အောင်ကောင်းမွန်လာပါတယ်။သူတို့ဟာနှစ်ပေါင်းများစွာကတော်လာနေထိုင်မှုတဲ့နေရာကိုပြက်လက်ရှာဖွေနိုင်ခဲ့တယ်လို့သူတို့ကိုကူညီခဲ့မှုတဲ့တတဝါတွေကိုလည်းဆက်စွန်းနဲ့ချစ်ပြီးမှတ်မိနေတတ်ကြပါတယ်။စင်နေဟာစာနာနားလည်မှုရှိသောတတဝါတွေကတစ်မျိုးဖြစ်ပါတယ်။အကယ်၍များသူတို့အုပ်စုတွေကစင်တကောင်တည်ဆုံသွားရင်လူတွေလိုပဲဝမ်းနဲ့ပူစစ်တတ်ကြပြီးတည်ဆုံသွားတဲ့စင်ရဲ့အယိုးတွေကိုနှမောင်းနဲ့ပတ်သက်ပြီးခါရာပြုတ်တတ်ကြတာကသူတို့ရဲ့မြင်မာတဲ့စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးကိုပြသနေတာပဲဖြစ်ပါတယ်။ဒုတိယနေရာမှာတော့ပင်လယ်ထဲမှာနေထိုင်ပေမဲ့လူသားတွေနဲ့အနည်းဆက်သုံးတငယ်ချင်းလို့ခေါ်ဆိုလေးရှိကြတဲ့လင်းပိုင်တွေရှိနေပါသေးတယ်။လင်းပိုင်တွေဟာတစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ဖို့ကိုပိုင်အတန်တွေလည်းကိုစီပိုင်ဆိုင်ထားကြပါတယ်။ဒါတွေဟာလူတွေမှာနာမည်ရှိနေတယ်လို့မျိုးပါပဲ။သူတို့ဟာအချင်းချင်းပူပေါင်းပဲကြပြီးငါဖန်တက်ကြတယ်လို့မှန်ထဲကကိုပြန်ကြည့်ပြီးဒါဟာငါပဲလို့သိနိုင်တဲ့ရှရှာဘဝတရားဝါတွေကတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့အုံနောက်တိစားပုံကအလွန်ရှုပ်ထွေးပြီးတော့ခန်းစားချက်တွေကိုလည်းဖော်ပြနိုင်စွမ်းအားကောင်းလာပါတယ်။ကမ္ဘာညံအကောင်းဆုံးတရားဝါတွေကမှအကောင်းဆုံးတရားဝါဖြင့်သတ်မှတ်ခြင်းခံထားရတာကတော့ကျွန်တော်တို့ရဲ့ DNA နဲ့69ရာခိုင်နှုန်းထိတူညီတဲ့ချင်ပန်စီမြောက်တွေပဲဖြစ်ပါတယ်။ချင်ပန်စီမြောက်တွေဟာလူသားတွေလိုပဲကရိယာတွေကိုကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်ကြပါတယ်။ခြေကောင်တွေကိုထိုးထောက်ဖို့အတွက်တစ်ခတ်လေးတွေကိုအသုံးပြုတတ်တာခွန်မာသီးတွေကိုကြောက်တုံးနဲ့ခွဲတာမျိုးတွေပါတချို့သောမှတ်ဉာဏ်စမ်းသပ်မှုတွေမှာချင်ပန်စီလေးတွေကကိန်းဂဏန်းတွေကိုမှတ်သားရမှာလူတွေထပ်ပိုပြီးမြန်ဆန်တယ်လို့တွေးရှိခဲ့ရပူပါတယ်။သူတို့ဟာသင်္ကေတပြဘာသာစကားတွေကိုပါသိယူနိုင်ပြီးလူသားတွေနဲ့လည်းအပြန်အလှန်ဆက်သွယ်နိုင်စွမ်းရှိပါတယ်။တရားဝါတိုင်းဟာသူတို့ရှင်သန်ရာပတ်ဝန်းကျင်အလိုက်ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးကိုစီရှိကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ကဘာကြီးကိုကျွန်တော်တို့လူသားတွေကပဲပိုင်ဆိုင်တာမဟုတ်ပဲဒီလိုထက်မြက်တဲ့တရားဝါလေးတွေနဲ့အတူမျှဝေပြီးရှင်သန်နေကြတာလည်းဖြစ်ပါတယ်